တရားဆိုတာတကယ်တမ်းကျတော့မျက်စိနဲ့မြင်နိုင်နားနဲ့ကြားတိုင်းရှားနဲ့အရသာနဲ့တွေ့တိုင်းနှာခေါင်းနဲ့အနံ့နံတိုင်းခန္ဓာကိုယ်နဲ့တွေ့ထိတိုင်းပြုမှုတိုင်းအလုံးကတရားကြီးပဲအဲဒီတရားကြီးပဲဖြစ်နေတဲ့အဲဒီသဘောတရားတွေကိုလူတွေကရှိတဲ့သဘောကိုအောင်မပြုဘဲနဲ့မရှိတာကိုအရှိထင်အောင်ပြုထားတဲ့အတွက်ကြောင့်မောင်မားနေကြတယ်အဲတော့တရားကျင့်နေဆိုတာနဲ့တရားနဲ့နှမျိုးရှိတရားဆိုတာကကျင့်เสียရလည်းမလို့တရားကတခြားကျင့်တာကတခြားတရားဆိုတာဓမ္မအဆောင်ပြီးသားကျင့်နေဆိုတာကအဲဆောင်နေတဲ့ဓမ္မကိုဆောင်နေမှသိအောင်ရှုနေတာအဲ့ဒါကိုကျင့်တယ်လို့ခေါ်တယ်ဘုမဟုတ်ဆောင်နေသောဓမ္မကိုရှုမဲ့စိတ်မှာဖုံးကွယ်ထားတဲ့ကိလေသာနဲ့နိဗ္ဗာန်တရားတွေကိုဖယ်ရှားနေတာကိုကျင့်တယ်လို့ခေါ်တယ်အဲကျင့်တာနဲ့တရားနဲ့နှမျိုးခွဲခြားနားလည်ရမယ်အဲတရားဆိုတာလောကမှာအခုဦးဇင်းအမြင်ဘက်ကဓမ္မတွေကိုဟောမှာပေါ့အခုတရားနာတဲ့ပိဋကတ်တွေရှေ့ကကိုယ်ဘိုးဘွားတွေရှိသေးလားမရှိတော့ပါဘူးမရှိတော့တိုင်မိမိရဲ့ဘိုးဘွားမှလားဆိုတော့အခြားသူတွေရဲ့ဘိုးဘွားတွေရောရှိသေးလားမရှိတော့ပါဘူးဗျာသူများသွားမိဖို့လိုသေးလားမလိုပါဘူးဗျာအေးအဲ့ဒါလည်းတရားပဲတရားသိတဲ့ပုဂ္ဂိုလ်နဲ့တရားမသိတဲ့ပုဂ္ဂိုလ်ဘာကွာတာလဲလို့မေးလို့ရှိရင်အမှန်ရှုအပ်သိအပ်မြင်တဲ့သဘောတရားတွေကိုမရှုမမြင်နှလုံးမသွင်းမနဲ့လောကီအာယုံကာမမရှိပညာတွေကိုအရှိထင်ဆွဲပြီးတော့အာယုံကာမဂုဏ်ကိုရှေ့တန်းတင်ပြီးအောင်ပြုနေတဲ့စိတ်ကြောင့်ဓမ္မသဘောတရားတွေမမြင်တာတကယ်တမ်းကျတော့တရားတွေ့တဲ့ပုဂ္ဂိုလ်ဟာတတ်တတ်ကြီးတရားတွေ့သွားတာမဟုတ်ဘူးဓမ္မဆိုတဲ့ခုနကဦးဇင်းပြောတဲ့ရှေ့ဘိုးဘွားစင်လာတွေရှိသေးလားဆိုတော့မရှိတော့ဘူးလို့ပြောလိုက်တာဒီပဲနောင်တကြီးစွာရတယ်ဘုကောင်းအဲ့တော့မိမိတို့လည်းအခုရှိပါတော့မလားနောင်ကိုမရှိစေနဲ့ရောက်ပါလိမ့်အခုတရားနာနေတဲ့ပိဋကတ်တွေအကုန်လုံးနောင်ကိုရှိပါတော့မလားမရှိပါဘူးဗျာအဲ့လောက်ဆိုရင်တော်တော်သေးလေးရင်ဖို့ဖြစ်ဖို့ကောင်းတယ်မရှိတော့တဲ့အရာကြီးဒီခန္ဓာကိုယ်ကြီးကနောင်မရှိရတော့မယ့်အရာကြီးမိမိတို့ဘဝယက်တည်မှုဆိုတာကမမြဲပါလားဆိုတဲ့ဒီသဘောတရားကိုသိဖို့ရှုဖို့အဲ့ဒါကိုချိန်မှများစွာသုံးသပ်ဖို့အဲ့ဒီအလုပ်ကိုဓမ္မလို့ခေါ်တယ်အဲ့တော့ဦးဇင်းတို့ဒီတရားနာတဲ့ပိဋကတ်ကိုမဟုတ်ဘူးဟဲ့တစ်မျိုးလုံးလိုက်ပြီးတစ်မျိုးလုံးလိုက်ပြီးတစ်နိုင်ငံလုံးလိုက်ပြီးတစ်ကမ္ဘာလုံးလိုက်ပြီးမိမိတို့အဖို့ကောဟိုးရင်တော့ပုံကိုယ်တွေရှိပါတော့မလားလို့မင်းအကုန်လုံးဖြေကြလိမ့်မယ်မရှိတော့ပါဘူးလို့ပဲဖြေကြတယ်မရှိတော့ဘူးဆိုတော့အဲ့ဒီပုံကိုယ်တွေကကိုယ့်ကိုယ်သတ်သိသွားလားသူ့ဘာသူသိသွားသူ့ဘာသူသိသွားပါဗျာအဲ့ဒါလည်းစဉ်းစားကြရမယ်အမှန်အဲ့ဒါတရားပဲတရားမတွေ့ခင်တော့ဘာပါလိအောင်လို့တရားတွေ့တော့ဒါပဲဖြစ်တယ်မမြဲတဲ့သဘောကြီးမမြဲတဲ့ဘဝမခိုင်တဲ့ဘဝမပိုင်တဲ့ဘဝကြီးပါလားလို့အဲ့ဒီလိုမပိုင်နဲ့မခိုင်နဲ့မမြဲတဲ့သဘောကိုအာယုံပြုတ်ကြည့်တဲ့အခါကျတော့ချက်ချင်းပဲကိုယ်ပဲသိရတော့မလို့ဖြစ်သွားတယ်ဘာဖြစ်လို့လဲသိရမှသိချာနေတယ်မိမိလည်းတနေ့ပျောက်ကွယ်သွားမှသိချာနေတယ်အဲ့ဒါကိုသိခြင်းအပြင်မမြဲတဲ့သဘောကြီးကိုအောင်ပြုနေအဲ့တော့လောကကြီးမှာဘလို့ပဲယက်တည်နော်ဘလို့ပဲရှာဘလို့ပဲပန့်ဖို့ဒီယုတ်ကြီးကိုဘလို့ပဲပြုစုဘလို့ပဲထောက်ပံ့ဘလို့ပဲကာကွယ်ပြီးစောက်ရှောက်ဒီယုတ်ကြီးကဘာဖြစ်မှာလဲပြက်သွားမှာပဲမြဲအောင်ဆွဲထားလို့ရလားမရပါဘူးဗျာအဲ့လိုဆိုရင်ဒီအစုဝေးကြီးအဖြစ်မြဲအောင်ဆွဲထားလို့မရတဲ့အစုဝေးကြီးဖြစ်နေတဲ့ခန္ဓာကြီးဖြစ်နေတယ်တို့တရားကျင့်တဲ့လူအကုန်လုံးတို့တရွာလုံးတို့တစ်မြို့လုံးတို့တစ်နိုင်ငံလုံးတို့တစ်ကမ္ဘာလုံးအကုန်လုံးမှာရှိတဲ့လူသားမှန်သမျှဒီမြဲတဲ့ပုံကိုယ်တွေလားမမြဲတဲ့ပုံကိုယ်တွေလားမမြဲတဲ့ပုံကိုယ်ပါဗျာမမြဲဘူးဆိုတာမခိုင်လို့ပေါ့အနစ်မရှိလို့ပေါ့ဟုတ်ဘူးလားမှန်ပါဗျာအဲ့တော့အနစ်မရှိတဲ့လောကကြီးကိုအနစ်ရှာနေကြတယ်မခိုင်တဲ့လောကကြီးကိုခိုင်အောင်ဖန်တီးကြတယ်မမြဲတဲ့လောကကြီးကိုခန္ဓာစုဝေးကြီးမြဲအောင်ဖန်တီးကြတယ်အဲ့ဒီဟာကြီးကမောသွားတာပါပဲမမောဘူးလားမောတာပါဒါပဲနဲ့လူတွေကဘာလုပ်လဲရှေ့လူတွေကဘလောက်ပဲသေပြသွားဘလောက်ပဲမမြဲဘူးလို့ပြသွားဘလောက်ပဲမခိုင်ဘူးလို့ပဲပြသွားကိုယ်ကအဲ့ဒီစင်းနဲ့ထဲတွေ့လားမတွေ့ပါဘူးဗျာအဲ့ဒါလေးပဲကွာ
မိမိတို့ကြတော့မြဲရမယ်နောက်နေ့ရှိတယ်နောက်10နှစ်ရှိတယ်နောက်နေ့ရှိတယ်အခုဒီမှာကျင့်တဲ့ပုဂ္ဂိုလ်တွေဦးစင်းရပြီးမယ်ယောဂီတို့ခင်ဗျားတို့ဘယ်တော့လောက်ကြရင်သေရင်မလဲလို့မှန်းရင်ဘယ်လိုဖြေမလဲဖြေနိုင်ပါဘူးဗျာနောက်နေ့40 50လျှော့တော့ဖြေပါဦးဖြေပါဦးဗျာနောက်10လောက်ကြရင်သေမယ်လို့တွက်တယ်လို့ရှိလားမရှိပါဘူးဗျာမရှိဘူးသဘောအဖြစ်အသက်30ရှိမဲ့ပုဂ္ဂိုလ်က80လောက်ထိ80လောက်ထိမှန်းပြီးတော့နောက်50 40 50တော့ရှိဦးမှာဗျာအဲ့ဒီလောက်တော့ရှိမယ်ထင်တယ်ထဲတွက်တာဘယ်တော့အကြောင်းမတော့နောက်တစ်ခါ50လောက်ရှိမဲ့ပုဂ္ဂိုလ်ကနောက်ထပ်အသက်30လောက်20ကျော်လောက်မှန်းလျှော့တွက်မသွားဘူးလားခုနအသက်30သမားလုံး50လောက်ကြီးတွက်နိုင်ရလားတွက်နိုင်တော့50ရှိ30ရှိတဲ့ပုဂ္ဂိုလ်ကအသက်80လောက်မှန်းရင်သူကနောက်ထပ်50လောက်နေရအောင်မှန်းတာအဲ့ဒီတဲ့ပုံမှန်လို့ရမရပါဘူးဗျာ။အဲ့ဒီတဲ့တိုးပြီးမှန်းကြည့်ပါလားနောက်တော့80လောက်နေရမယ်လို့မှန်းရလားမမှန်းရပါဘူးမပြောရဘူးကိုယ့်ကိုဆုံးဖြတ်နိုင်တယ်မိမိဒီခန္ဓာကြီးအပြင်အသက်30ရောက်နေတဲ့ဘဝနောက်ထပ်အသက်80တိမနေရတော့ဘူးလို့အဲ့ဒီလို့ဆုံးဖြတ်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒီအတွင်းမှာသိရမယ်ပြည့်စည်ရတော့မယ်မိမိကဘလောက်ပဲတားစီဘလောက်ပဲထိမ့်ပြည့်ရတော့မယ်အစုဝေးကြည့်ပါလားမိမိဘလောက်ပဲပြုစုဘလောက်ပဲထောက်တရားရအောင်ဖန်တီးဘလောက်ပဲပြုပြင်ဒီယုတ်ကြီးဒီခန္ဓာကြီးအပြင်ပြည့်စည်ကြီးပါလားမမြဲတဲ့အထုပ်ကြီးပါလားလို့အဲ့ဒီလိုများတနေ့နော်10ခါလောက်သုံးသပ်ကြည့်မယ်အခါ20လောက်သုံးသပ်ကြည့်မယ်အခါ30လောက်သုံးသပ်ကြည့်မယ်အဲ့ဒီလိုများသုံးသပ်မှုတွေတိုးဝါပြီးတော့များသုံးသပ်ကြည့်လာလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်လာမလဲဆိုရင်ဘာမှမလို့ခြင်းတော့ဘာမှလည်းမဖန်တီးခြင်းတော့ဘာဖြစ်လို့လဲဘလောက်ပဲမြင်အောင်ဖန်တီးဘလောက်ပဲရအောင်ယူအကုန်လုံးဘာဖြစ်လဲစွန့်ပစ်ခဲ့ရမှာဘာဖြစ်လို့လဲဒီယူမဲ့ခန္ဓာကိုယ်ကြီးကယူလို့မရအောင်သူပြည့်စည်မှမလို့ယူစရာတွေယူလို့ရပါတော့မလားမရတော့ဘူးဆိုတာသိနေပါလေနော်ငါဘယ်တော့မှမရတော့ဘူးအသက်30ရှိတဲ့ဘဝနောက်ထပ်50တဲ့ပုံမနေရတော့ဘူး50ရှိတဲ့ဘဝနောက်ထပ်30တဲ့ပုံမနေရတော့ဘူးလို့အဲ့ဒီလိုဆုံးပြနိုင်ပါလေလျက်နဲ့ဘာဖြစ်လို့သေမဲ့ဘေးကိုမတွေးကြတာလဲဘာဖြစ်လို့မခိုင်းတဲ့ဘေးကြီးကိုမတွေးကြတာလဲဘာဖြစ်လို့မမြင်တဲ့သဘောကြီးကိုမတွေးကြတာလဲအခုဒီမှာတရားနာတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုမျိုးတွေးကြရမတွေးပါဘူးတွေးဘူးဒါပေမဲ့တရားတွေးတဲ့ပုဂ္ဂိုလ်ကဘာကိုတွေးတာလဲဆိုဒါကိုပဲသုံးသပ်တာအဲ့ဒါကိုချိန်ခံများစွာသုံးသပ်တာကိုသုံးသပ်ပါများတဲ့အခါကျတော့ဩဘာမှမခိုင်တဲ့ဘဝကြီးပါလားမိမိသိတတ်တဲ့အရွယ်ယနေ့ကနေစပြီးငယ်ငယ်တုန်းကသိတတ်တဲ့အရွယ်ကိုလှမ်းအောင်ပြုလိုက်တယ်အဲ့ဒီငယ်ငယ်တုန်းကဆော့ခဲ့တယ်ပျော်ခဲ့တယ်အပေါင်းအသင်းရောင်းရင်းနေအခုပြန်ကြည့်တော့သိတဲ့ဟာတွေသိဖို့ဘယ်မှမခိုင်မြင်ပါလားဘဝဆိုတာငယ်ငယ်တုန်းကလို့ပြန်ပြီးတော့ဘယ်တော့မှပြန်မဆောင်ရတော့ပါလားဒီသဏ္ဍာန်ဒီပုံစံနဲ့ဒီဟန်နေနဲ့ဒီနေရာတွေမှာနောက်ဘယ်တော့မှဖြစ်မလာတော့ဘူးအဲ့ဒါဆိုဝတ္တစေသိဧကအနိစ္စမမြင်ဘူးသေချာပေါက်မမြင်ဘူးတဲ့အဲ့ဒီလိုသေချာပေါက်မမြင်တဲ့ခန္ဓာနောက်တစ်ခုကလည်းတဲ့မိမိတို့သိတတ်တဲ့ယူရနဲ့ယနေ့ချိန်ကြီးမိမိဒီခန္ဓာကိုယ်ကြီးနဲ့အတူတူနေလာခဲ့တာကိုယ့်ဘောက်ကအရွယ်ရင်းအောင်ဖန်တီးတဲ့ထဲမှာပါလားမပါဘူးဗျာဒါဖြင့်ဒီခန္ဓာကြီးကပြောင်းမသွားဘူးလားပြောင်းသွားပါဗျာအဲ့ဒီလိုဆိုဒုဒကဓမ္မတွေဒီယုတ်တရားကြီးဟာအခုတော့အသံနေအဲ့တော့ဒီခန္ဓာကိုယ်ကြီးရဲ့မမြင်ဘူးအလိုလိုရွေ့လျားပြောင်းလဲဖောက်ပြန်နေတဲ့သဘောကိုခဏသုံးသပ်ပြီးတော့ကြည်နေမယ်ဆိုရင်နော်ခဏနေတိုင်းငါဘယ်ရွယ်ကဘယ်သဏ္ဍာန်ဘယ်ရွယ်ကဖြစ်ဘယ်ပုံစံဘယ်ရွယ်ကြတော့ဘယ်ပုံစံအခုကြတော့ငါဒီပုံစံအဲ့ဒီပုံစံတွေကိုပြန်ကြည့်တဲ့ခါကျတော့ငရာကနေကြီးလာပြီးတဖြည်းဖြည်းနဲ့ပြောင်းလဲပြီးတိုးတက်လာတယ်နောက်တစ်ခါကျတော့တိုးတက်မှုရသွားတဲ့ခါကျတော့ဆုံးယုံမှုအတွက်ကိုသူအသွင်ပြင်ပြောင်းသွားတယ်အသွင်ပြင်ပြောင်းသွားတဲ့သဘောကိုအဲ့ဒီလိုခန္ဓာရဲ့ဖြစ်စဉ်ကိုဘယ်သူမှနေတိုင်းမတွေးဘူးနော်ဘယ်တော့စီဝါရမယ်ဘယ်သူနဲ့တွေ့ရင်ကောင်းမလဲဘယ်မှာသွားပညာသင်ကောင်းမလဲဘယ်သူနဲ့သွားပြီးဟာလာလုပ်ငန်းသွားလို့ရင်ကောင်းမလဲဘယ်နေရာသွားအလုပ်ရှာရင်ကောင်းမလဲဘယ်သူကြီးသွားပြီးဘာလို့ဒါပဲတွေးကြအဲ့ဒီလိုတွေးခဲ့သမျှပြုခဲ့သမျှတွေကသေတဲ့မသာမှာပါသွားလားပါပါဘူးဗျာဒါဖြင့်မသေးခင်ကပြုခဲ့သမျှရှာခဲ့သမျှအားလုံးဟာဘာဖြစ်သွားလဲတုံညပဲနောက်ဆုံးဘာမှဆုံးတယ်တုံညပါပဲဆုံးတာပဲဟုတ်ပြီလားမှန်ပါသေတဲ့မသာပါသွားလဲဘာမှမပါဘူးမွေးတော့အောင်ပါလားမပါဘူးဗျာဒါရင်မပါတာမရှိတာကစပြီးတော့မပါတာမရှိတာမှဆုံးသွားဘူးလားမှန်ပါဒါရင်ဈာဘာလုပ်နေကြတာဟုတ်ပြီလားဒါကိုကြည့်သလားဆိုတော့မကြည့်ဘူး
မွေးတုန်းကလည်းဗလာချင်းပြီးဘာမှမပိုင်ဘူးနော်ဘာမှမပိုင်ဆိုင်ဘူးတဲ့သေသွားတဲ့မသာမှာရောဘာပိုင်ဆိုင်တာသွားတာပါလဲမပါဘူးဗျာအဲ့တော့ဘာမှပိုင်ဆိုင်ခြင်းမရှိတဲ့အရက်ကလာပြီးတော့ဘာမှပိုင်ဆိုင်ခြင်းမရှိတဲ့အဆုံးသို့ရောက်သွားတယ်အဲ့လိုဆိုရင်အစလည်းမရှိဘူးမပိုင်ဘူးအဆုံးလည်းမရှိဘူးမပိုင်ဘူးဆိုရင်ဒီလောက်မရှိမပိုင်တဲ့ဘဝကြီးကိုဘာလို့အောင်မလဲလို့အရိယာသူတော်ကောင်းတွေကကြာကြာနာနာဆုံးဖြတ်သွားတယ်ရှေ့တို့လည်းတဘိုးနောက်ဆုံးလည်းလဲတော့ဆိုသလိုဘလောက်ပဲရှေ့တိုးပြီးဘလို့ပဲရှာရှာဘာပဲလုပ်လို့နောက်ဆုံးပါပြီပါလေအာလုံး၃ညအဖြစ်နဲ့ထားခဲ့ရမှာဒီယုတ်ကြီးကလည်းဖြက်ပြီးတော့ပြက်ကြံနေခဲ့မှာပါသွားသလားမပါဘူးဗျာဩအဲ့လိုဆိုရင်မပါတဲ့ပစ္စည်းတွေဘာဖြစ်လို့အတင်းယူနေကြတာလဲပေါ့အဲ့တော့ဟိုဦးဇင်းဏိဒညမှာဟောခဲ့တယ်ဗဒ္ဒကလျာဏီနဲ့နန္ဒမထေရတရိယာသေးရဲ့ဘယင်သားနဲ့ဘယင်သမီးအိရှိသံဘဝကနေပြီးဘယင်ဖြစ်မဲ့ပုဂ္ဂိုလ်တွေနော်အလှပြတည်တပင်ပင်ဓမ္မမှာနဲ့အလှဆုံးပုဂ္ဂိုလ်ငါဘယင်ဖြစ်မဲ့ပုဂ္ဂိုလ်လို့နော်စံတန်းတော်ကြီးမှာကြိုက်တယ်လို့စံစားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာနောက်ဆုံးယဟန္တာဖြစ်သွားတော့ခဏမပါထီးမပါဘဲနဲ့မြေခွက်ဆွဲပြီးတော့အိမ်စဉ်လက်ဆုံးခံမနေဘူးလားဆုံးခံပါဗျာဘာဖြစ်လို့လဲဒါစဉ်းစားတာလေသူတို့ကဘယင်ပြစ်မဲ့ပုဂ္ဂိုလ်ကအိမ်စဉ်လက်ပြီးတော့ဘယ်တောင်းစားမလဲအိမ်မှာကြောင်းရတဲ့နန်းတော်ကြီးမှာရွှေခွက်နဲ့စားနေတဲ့ပုဂ္ဂိုလ်ကမြေခွက်ကြီးဆွဲပြီးတော့အိမ်စဉ်လက်စားနန်းစဉ်နန်းရည်ကြီးမှာဂရီပါရွှေပလင်မော်ကြီးမှာကော်စောတွေဟာလားဗန္ဓုကပလာတွေကပလာတွေပေါ့တကလတ်တွေပေါ့နော်ဂရီပါတွေနဲ့ကြကြနနာစံစားနေတဲ့ပုဂ္ဂိုလ်ဟာနော်တွေ့ကြရသစ်ပင်အောက်ထိုင်စားတော့တာကဲဘယ်နဲ့လုံးထီးနိုင်ရင်မှနေတဲ့ပုဂ္ဂိုလ်ကသစ်ပင်ရိပ်ဝါးရိပ်အောက်သွားနေဘာဖြစ်လို့လဲဟုတ်ပြီနော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီနန်းတော်ကြီးနဲ့နေလဲတနေ့ဘာဖြစ်ရမှာလဲစွန့်ပြစ်ခဲ့ရမှာဒါကိုသိသွားတော့စွန့်ရမယ်အတူတူစွန့်စရာတွေကိုငကိုတွေကကြိုစွန့်ထားလိုက်သည်ဟုတ်ပြီလားမှန်ပါဗျာဒါပဲဒုဒကာရမတွေကစွန့်နိုင်ရဲ့လားမစွန့်နိုင်ပါဘူးဗျာဒါစဉ်းစားတာဒါလေးกว่าတာပဲသူတို့ကပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်နိုင်တယ်ယောဂီတို့မှမဆုံးဖြတ်ဘူးဘလောက်ပဲတရားဟောကျွဲပါဆောင်တည်တယ်လို့ပဲမဝင်တော့မသိတော့သိလဲခဏပဲပြန်မစင်ញင်ဘူးမြတ်စွာဘုရားကဧကောဓမောဘိက္ခွေဘာဝိတာဗုလိတာဘိညာသမောရယနိဗ္ဗာန်သောင်းတတိတဲ့จิตသားจิตသမီးတို့တဲ့ဧကောဓမောသဘာဝဓမ္မတရားတစ်ခုခုကိုသို့မဟုတ်ဝိပဿနာဉာဏ်ရှုရတစ်ခုခုကိုဘာဝိတာမမြဲတဲ့သဘောကိုအကယ်မြင်ခဲ့မယ်ဆိုရင်ထိုမမြဲမှုသဘောတရားကိုအမြဲတမ်းပွားနေပါတဲ့အကယ်၍အနစ်မရှိတဲ့သဘောမခိုင်မာတဲ့သဘောကိုများမိမိဉာဏ်မှာမြင်မယ်ဆိုရင်ထိုမမြဲမှုတစ်ခုဤသဘောကိုခဏမရမနာတလဇတ်ပွားနေပါဒါလေးပဲခိုင်းတာအခုယောဂီတို့တန္တရာမလွတ်အောင်မထွက်နိုင်ဘူးဆိုတာဥပမာလေသင်းကိုလေလော်တယ်တိုင်မှာကြိုးချီထားတဲ့လေသည်လော်သလောက်ခီးပေါက်ပါမလားမပေါက်ပါဘူးဗျာဘာဖြစ်လို့လဲသူ့ကိုဆွဲထားတဲ့နောက်ကကျိုးနဲ့တိုင်ကုန်မရှိဘူးလားရှိပါတယ်ဗျာအခုလည်းဒီလိုပဲယောဂီတို့တွေဒီအာယုံကာမဂုဏ်ဒီဟုဆိုတိုင်ကုန်နဲ့တန်ရောစဉ်ဆိုတဲ့ကျိုးနဲ့တုတ်ထားတဲ့ဒီဘက်ကိုလော်လို့ထွက်ပါတော့မထွက်ပါဘူးမထွက်ဘူးဘလောက်လော်နော်ဘလောက်ဟောဘုန်းကြီးကဘလောက်ဟောဘလောက်ပြောဖယားဘယ်နဲ့စုပွင့်တိုင်ကုန်တဲ့ကျိုးကိုမှမဖြုတ်တာဖယားကဘာလုပ်ခိုင်းလဲတိုင်ကုန်တဲ့ကျိုးကိုဖြုတ်ခိုင်းတိုင်ကျိုးယောဂီကဖြုတ်သလားမဖြုတ်ပါဘူးဗျာဒါပေမဲ့တရားရတဲ့လူပုဂ္ဂိုလ်နဲ့မရတဲ့ပုဂ္ဂိုလ်နဲ့ပါကွာတယ်တိုင်ကုန်တဲ့ကျိုးဟုတ်လားအိမ်ကတိုင်ကြီးကိုလည်းမဖြုတ်ဘူးအိမ်ကြီးကတော့ကာမဘာတွေသမီးတွေအိမ်တွေအိုးတွေဆိုတာအဲ့ဒါတိုင်ဟုတ်ပြီလားမှန်ပါအိမ်တန်ရောစဉ်ပစ္စည်းတန်ရောစဉ်သာသမီတန်ရောစဉ်ဆိုတာပါလေကျိုးအဲ့ဒီကျိုးနဲ့အဲ့ဒီတိုင်ကိုမဖြုတ်ဘဲနဲ့နေတော့ထိုပုဂ္ဂိုလ်ဒီဘလောက်ပဲရှေ့ဆက်ပြီးတော့ရှာလွတ်သလားမလွတ်ပါဘူးဒီဘဝဒီတိုင်နဲ့ဒီတန်ရောစဉ်ဒီကျိုးဒီခန္ဓာသိပြီးသွားတော့အတိတ်ကဘဝကသားတွေသမီးတွေကိုမသိတော့ဘူးပြစ္ဆုတ်ပံဘဝမှာရှိတဲ့ငါအမေငါအဖေပြန်ပြီးတော့အဲ့ဒီတိုင်တွေကိုပြန်ထူပြီးတော့တန်ရောစဉ်ပြန်တွေ့ပြန်ပြီအဲ့ဒီလိုနဲ့အရွယ်ရောက်သွားတော့အဲ့ဒါအိမ်တော်တွေပြုတ်ကြပြန်ပြီပြုတ်ပြီးတော့တခါကျတော့ကလေးတွေမွေးကြပြန်ပြီအဲ့ဒီကျတော့တိုင်သေးကျိုးသေးတင်နဲ့ပြန်ပြီးတုတ်ကြချီကြပြန်ပြီလွတ်သလားမလွတ်ပါဘူးဗျာဒါပြင်အရိယာနဲ့သူတော်ကောင်းပါကွာတာလေတိုင်နဲ့ကျိုးသေးအနန္ဒမထေနဲ့ဗဒ္ဒကလျာဏီတို့နန်းတော်ဒီဟူသောတိုင်
သူတို့ချင်းတောင်ဖွဲ့ထားတဲ့တန်ရောစင်တွေဖြုတ်မသွားဘူးလား ဖြုတ်သွားပါလေဗျာ ခမရတော့မဖြုတ်နိုင်ဘူးလား ဖြုတ်နိုင်ပါတယ်ဗျာ သွားပြီစာမွေးကြိုင်မဖြေနိုင်ဘူးမဖြေနိုင်ဘူးဖြေနိုင်ရဲ့လား မဖြေနိုင်ပါဘူးဗျာ ဖြေနိုင်ဘူးဘာဖြစ်လို့လဲမဖြုတ်မှမဖြုတ်ဘူးဟုတ်လားအဲ့တော့ရှေ့ဘယင်းလေးအခုဥပ္ပလုံထေရီတော့9000ကနေပြီးတော့ကြာညုံနဲ့သိနေအဲ့ဒီတော့ဟိုတိုင်းကဘယင်းသားလည်းယူမယ်ဒီသရေသားလည်းယူမယ်နဲ့တခါလေလူကြတဲ့ခါကျတော့နောက်ဆုံးသူဟိုကလည်းမရအောင်ယူမယ်ဒီနိုင်ငံလည်းမရအောင်ယူမယ်နဲ့ဖြစ်လာတော့ကဲနောက်ဆုံးဝိုင်းပြီးတော့အဲ့ဒီဥပ္ပလုံထေဥပ္ပလုံဆိုတထေသမီးကိုဝိုင်းပြီးတော့လူဖို့ဆိုနိုင်ငံတိုင်းကတက်တင်နဲ့ချီလာတော့သူ့ဖေရနေသမီးမင်းအတွက်နဲ့တိုင်းပြည်တော့ပြစ်တော့မယ်အဲ့တော့မင်းတယောက်အတွက်နဲ့တော့ငါတို့တိုင်းပြည်အပြစ်မခံနိုင်ဘူးအဲ့တော့ဘာလုပ်မလဲအဖေကဘယ်လိုသဘောထားပါလဲမိတော့အေးဘိက္ခုနီမတာဝတ်လိုက်တော့ဆိုတော့သမီးကညင်းသလား မငင်းပါဘူးဗျာ အဖေရဲ့ကိုချင်းမစားလိုက်တာအဖေတို့ကြတော့အိမ်တော်ပြုတ်ပြီးသမီးကြမှာဘိက္ခုနီမဝတ်ရမယ်ဒီတိုင်းတိုင်းတပြေပြေနဲ့သိတော်လို့ပေးသားပါတော့လားလို့ပြောသလား မပြောပါဘူးဗျာ အခုခေတ်ကတော့မရဘူးဗျပြောမှာမိဘသဘောမတူတာသူ့အလုပ်ကိုယ်သဘောတူတာကိုယ့်အလုပ်ဆိုခိုးရပြင်မပြေးမလိုက်ဘူးလား လိုက်ပါလေဗျာ သာသနာ့ဘောင်ပြန်အတင်းပြေးပြီးဝင်လာတဲ့ပုဂ္ဂိုလ်ရှိလား မရှိပါဘူးဗျာ မိဘရောတိုက်တွန်းသလား မတိုက်တော့ မတိုက်တွန်းဘူးသာသမီအိမ်အောင်ပြေးပေးစားဖို့ကြတော့မရှိမရှာပြီးတော့လိုက်ပေးစားဟုတ်ဘူးလား မှန်ပါ ဩငါသားတို့ငါသမီးတို့သိကျင်တယ်သိပွင့်ကျင်တယ်ပွင့်တယ်သူတို့လည်းသိပွင့်ထားပြီးဘူးနော်သူများကြမှာမဟုတ်ဂိုင်းဖြိုးစားလို့ဖြစ်ပါတော့မဖြစ်တော့အဲ့တော့ပုံမှန်တတ်မှကြတော့ပြန်ပြောမှကြတော့ကဲပေးစားလေရအဲ့ဒီမှာကြတော့တိုင်နဲ့ကျိုးနဲ့အသေးတိုင်ထူပြီးတော့ကျိုးနဲ့တုတ်ခိုင်းတာကြတော့မိဘတွေကဝိုင်းမတုတ်ဘူးလား ဟုတ်ပါလေဗျာ တုတ်ကြတာသူတို့ကိုတုတ်ကြတာကိုအဲ့လိုဆိုရင်တရားဟာဘာလဲလို့မေးလို့ရှိရင်မိမိတို့ဒီအာယုံကာမုသီးဟူသောတိုင်နှောင်ဖွဲ့မှုဆိုတန်ရောစဉ်အဲ့ဒီတိုင်ကြီးကိုတန်ရောစကြီးနဲ့တွဲပြီးတော့နော်အဲ့ဒီဘဝမှာနင်းမြုပ်ပြီးတော့နေခဲ့တဲ့မှုကိုအပြစ်ပါလားမမြဲပါလားမခိုင်ပါလားလို့အဲ့ဒီလိုနှလုံးမသွင်းနော်မစွန့်ခဲ့လို့ရှိရင်ဘဝလွတ်မြောက်မှုဆိုတာရပါမှာ မရတော့ပါဘူးဗျာ မက်တွေဘုရားဉာဏ်စင်တွေဘာတွေညာတွေလျှောက်ပြောနေတယ်ကိုယ့်ဘာကိုယ်တာကိုစနေလုံးသွင်းကြီးမိမိဒီငကိုယ်ရဲ့တန်ရောစဉ်ပြတ်သွားပြီလား မပြပါဘူးဗျာ ဒါကိုစဉ်းစားရမယ်လေတရားရတယ်ဆိုတာဖြစ်တာတွေချုပ်တာတွေအေးတာတွေကြည်တာတွေငြိမ်းတာတွေလျှောက်ပြောတယ်အိမ်ကြတော့မခွာနိုင်ဘူးဟုတ်ပြီလားသာသမီတန်ရောစဉ်ကြတော့ခွာနိုင်ရဲ့လား မခွာနိုင်ပါဘူးဗျာ ကိုယ်လည်းငါသွားတယ်ငါစားတယ်ဆိုတဲ့အယူမအောင်ပျောက်ရဲ့ မပြောပါဘူး မ ဗျာ ပျောက်ဘဲနဲ့ဘယ်ညာမှမပြောနဲ့ဟုတ်ပြီလားတရားမကြည့်ခင်တော့လည်းလူမြင်လူသိခွေးမြင်ခွေးသိနော်သားမြင်သားသိသမီးမြင်သမီးသိတရားရပြီးတော့လည်းလူမြင်လူသိခွေးမြင်ခွေးသိမပြောင်းရင်ဘာပြောင်းအောင်လဲဘာမှမပြောင်းဒါကြောင့်မလို့တရားမသိတဲ့ပုဂ္ဂိုလ်ဟာဘာလဲဆိုလို့ရှိရင်ကာမတိုင်ကိုတန်ရောစဉ်ပြီးတော့ကျိုးနဲ့နှောင်ဖွဲ့ထားတာအဲ့ဒီအပြစ်ကိုမှမမြင်သေးဘူးဆိုရင်ဘာတရားမှမရသေးဘူးလို့ဒါတွေ့လိုက်ဟုတ်ပြီလား မှန်ပါဗျာ ဒါမြင်ဦးစင်းတော့အိုးနဲ့အိမ်နဲ့ကိုခွဲပြီးတော့သာသနာ့ဘောင်တက်ခဲ့ပါလို့မဆိုလိုသေးဘူးဒီဟာဒီအပြစ်ပါလားလို့ကိုယ့်ကိုအပြစ်မှန်သိကြည့်နေဖို့မိမိခန္ဓာကိုယ်ကိုလည်းဟာလားပြောင်းလဲခြင်းသဘောနဲ့မမြဲတဲ့သဘောနဲ့ရွေ့ရှားနေတဲ့သဘောကြီးပါလားလို့အမြဲတမ်းသိကြည့်နေဖို့နော်ရှေ့ဆက်သွားရမယ်ခရီးအတွက်သိရမယ်ပန်းတိုင်မှာသွားပြီးတော့ဆုံးရတော့ငါဒီခန္ဓာကိုယ်ကြီးပြည့်ရမယ်သဘောကြီးပါလားမြဲတဲ့သဘောမရှိပါလားဆိုတာကိုနေ့တိုင်းသုံးသပ်နေဖို့အဲ့ဒီအလုတ်ကိုပဲမြဲမြဲဆွဲသုံးသပ်ကြပါဦးဟုတ်ပြီလား မှန်ပါ ဉာဏ်စဉ်ဆိုတာအဲ့ဒါဉာဏ်ပဲအဲ့ဒီဉာဏ်စိတ်အစဉ်တိုင်းမှာဖြစ်သွားလို့ရှိရင်ဉာဏ်စဉ်တက်မသွားဘူးလား တက်သွားပါ ဉာဏ်စဉ်တက်သွားဘာဉာဏ်စဉ်တက်သွားဆိုဒီဘဝဒီခန္ဓာကိုမတတ်မဲ့ခြင်းတော့ဘူးမတွေ့တာခြင်းတော့ဘူးမကန့်ညှိခြင်းတော့ဘူးမိမိရဲ့ပြုလုပ်ခဲ့တဲ့စိတ်အလိုလိုက်ခုနော်ကာမဂုဏ်အာယုံကိုလည်းအပြစ်မြင်လာခဲ့တယ်နော်ဒီအိုဒီအောင်တွေကိုထူထောင်ခဲ့တဲ့အတွက်ကြောင့်ဒီသားဒီသမီးတွေကိုရရှိခဲ့တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီတိုင်အဲ့ဒီကျိုးမှလွတ်ခွင့်မရဘူးလွတ်ခဲ့မြလို့ထွက်သွားနိုင်လားဆိုမထွက်နိုင်ဘူးတိုင်နာမှာလှန်ထားတဲ့နော်ကျိုးနဲ့လှန်ထားတဲ့အဲ့ဒါနွားတကောင်လိုပဲတိုင်ကြီးပတ်ချလဲပြီးလဲစားဘယ်လိုပဲမြက်စားတိုင်တဲ့ကျိုးနဲ့မှလွတ်သလား မလွတ်ပါဘူး အခုလဲဒီလိုပဲမိမိသားသမီးမှခွာနိုင်ရဲ့လား မခွာနိုင် အဲ့ဒီမှာပဲပတ်ချလဲပြီးတော့ဟိုကလည်းဟိုတိုင်းကဟိုဘက်အုပ်စုကဟိုဘက်အိမ်ကလည်းဟိုဘက်ကြီးတိုင်းနဲ့ဟိုဘက်ကျိုးနဲ့လက်ပတ်စားဒီမျိုးဒီပါဒီနေရာကနေခမရတို့ခွဲနိုင်ရဲ့လား မခွဲနိုင် ခွဲနိုင်ဘူးဒီနေ့နော်အဲ့ဒါ
လေအကြောင်းရာအကြောင်းပြောကြတော့ဦးဇင်းတို့အောက်ပြည်မှာလေတစ်ခွက်ကိုတသိန်းကျော်ကျော်ပဲရှိတယ်ဒီမှာ9သိန်း7သိန်းလောက်ရှိတယ်အောက်ပြည်သွားလောက်ပါဆိုအဝေးကြီးနော်ဘယ်လိုလဲဆိုဦးဇန်းတော်ဦးဇင်းကပညာရွေးတယ်ဩကြည်သန်းတန်ရောစဉ်ကျိုးကကာမတိဟုသောမိသားစုတိုင်နဲ့ခွဲနိုင်ရလားမခွဲနိုင်ပါဘူးဗျာအဲ့ဒါကိုကျုပ်ကပညာရလိုက်တယ်ဩတိုင်တိဟုသောကာမဂုဏ်အာယုံမိသားစုပေါ်မှာတန်ရောစဉ်သောကျိုးမှာမထွက်နိုင်ကြပါလားဒီကလေရ9သိန်းဟိုက3သိန်းကျော်လောက်ရှိတယ်ငါတော့သူပြေးပဲပေါ့အခုဝယ်နိုင်ရလားမဝယ်နိုင်ဘာဖြစ်လို့လဲကျိုးကအဲ့လောက်ထိမရှိဘူးကျိုးကအဲ့လောက်ထိမရှိဘူးအဲ့လောက်ထိမသွားနိုင်ဘူးအဲ့ဒါကိုကြည့်လိုက်တဲ့ခါကျတော့နှောင်ပွက်ထားတယ်မာရဗန္ဒနာနတ္တဝအနန္တဟာတဲ့ဗန္ဒနာနှောင်ပွက်ခြင်းသာလင်ဘဝတိုင်းခံနေရတယ်ကိုကသူများကိုခြီးပြီးတော့သူများကကိုသူများကိုကိုကနှောင်ပွက်ကိုကိုလည်းအခြားသူတွေကနှောင်ပွက်ဆိုသူတုတ်ကိုတုတ်ထားတော့လှုပ်ရသေးလားမရတော့ပါဘူးဗျာဟောအဲ့ဒါလို့ကိုအဲ့ဒီသဘောကိုအပြစ်ကိုခဏကြည့်ပြီးသုံးသနေမယ်ဆိုလို့ရှိရင်အပြစ်မြင်လာလို့ရှိရင်ချစ်ခင်မအောင်လားမချစ်ခင်တော့ပါဘူးအခုကမုန်းမှကြောက်လို့အပြစ်ကိုမရှုရဘူးဟုတ်လားအပြစ်တွင်ခွဲသွားမှကြောက်လို့အဲ့လိုဆိုရင်ခုနကတော့ဟာလားဥပ္ပလုံအမျိုးသမီးက9000တန်းက9000ကနေကြာယုံနဲ့သိနေတဲ့ပုဂ္ဂိုလ်ဒီအိမ်မာနေသလားဟောတယ်ဘယင်းမိဖုရားကြီးဖြစ်မဲ့တထေးတော်ကြီးတွေဖြစ်မဲ့ဆိုပြီးလိုက်သွားသလားသာသနာ့ဘောင်တက်ပြီးရဟန်းဝတ်သွားတာသာသနာ့ဘောင်တက်ရဟန်းဝတ်သွားပါဗျာရဟန်းဝတ်တာနော်အဲ့တော့ရန်သူဝိုင်းတာထိုယောက်ျားကပြေးထွက်ဖို့လေလမ်းပေါက်တာလေပြီးမထွက်လမ်းထွက်မဟုတ်ချီအကယ်၍ခုနကတော့ဥပ္ပလုံထေကြီးဟာနိုင်ငံအသီးသီးကသူ့ကိုဝိုင်းထားတာသတ်မလို့မဟုတ်ဘူးလူမလို့ဟာလားသူ့ကိုဘယင်းသားကဟာလားမိအိရှိဇံမိဖုရားဖြစ်ဖို့ဘယင်းကမိဖုရားဖြစ်ဖို့တထေးကတထေးကတော်ကြီးဖြစ်ဖို့နော်အဲ့ဒီလိုဟာလားချီးမြှောက်ခြင်းလို့အဲ့ဒီလိုလာလူတာအဲ့ဒီလိုလာလူတော့တာမင်းတို့ကဘာဖြစ်လဲဆိုရန်သူလို့သိမသွားဘူးလားသိသွားပါဘူးရန်သူလို့သိတယ်ဒါဟာကာမဂုဏ်ရဲ့ရန်သူတွေပဲအဲ့ဒီရန်သူတွေဝိုင်းထားတဲ့ကြားကနေပြီးတော့သာဖနှစ်ယောက်တိုင်မင်းတော့နော်ဒီအာကာမဂုဏ်နောက်ကိုလိုက်ရောမယ်ဆိုရှင်ဘဝအသိချင်းနန္ဒလိုက်ရောခဲ့လို့မဆုံးဘူးဒီကာမဂုဏ်ရဲ့အပြစ်သူ့ကိုယ်သူချောမောတဲ့အပြစ်သူ့ရဲ့ကိုယ်ကကြာညူအနံ့နေသိနေတဲ့အပြစ်ဟောအခုကတော့ကြာညူနံ့မရှိတော့ချွေးနံ့ပြောက်မှကြလို့ဒီမွေးမဖြန်းအောင်လားဖြန်းရပါဘူးတဏှာမလိမ့်ရဘူးလားလိမ့်ရပါတယ်ဗျာဟောဟိုကတော့အလိုလိုကိုကြာညူနံ့သိနေတာဟုတ်ပြီလားမှန်ပါပဲအခုကကြာညူနံ့မသိဘူးအဲ့တော့မျက်နှာချီမိတ်ကတိုးဘတ်တည်းရဲ့အနံ့မဲ့ဆိုလူနဲ့ထွက်ရလားမထွက်ပါဘူးမထွက်ဘူးအေးအဲ့တော့ခန္ဓာကိုယ်ကကြာညူနံ့သိမ့်ပြနေတဲ့9000ကတော့မှအနံ့ရပါတယ်ဆိုတဲ့ဒီလောက်ချောမောလှပတဲ့မိန်းကလေးဟာနော်တက်မဲ့တဲ့အာယုံကာမဂုဏ်ကိုကြောက်တဲ့အပြစ်မြင်နေအဲ့ဒီအတွက်ကြောင့်ဩသားတိကြားစားခဲ့သူနော်ကြည်သမင်ကိုကြားလိုက်ပြီးတကယ်သူငါ့ကိုအဖြစ်နော်ရန်သူတွေဟာဝိုင်းပြီးတော့နေပါလားအဲ့တော့ငါဘာလုပ်ရမလဲဆိုတော့လွတ်လန်းရှိတဲ့မြတ်စွာဘုရားရဲ့ကျောင်းတော်ကိုသွားမယ်အဲ့တော့ပြေးထွက်ဖို့ရလမ်းပေါက်တာတယ်တာတဲ့လမ်းကဘာလမ်းလဲဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့သမီးတော်အဖြစ်သာသနာ့ဘောင်ပြောင်းမသွားဘူးလားပြောင်းသွားတော့ခုနနိုင်ငံသားတွေလာလူမဲ့ဟာတွေလိုက်နိုင်သေးလားမလိုက်နိုင်တော့ဘူးဗျာလွတ်မသွားဘူးလားလွတ်သွားပါဗျာအဲ့ဒီလိုဆိုရင်ဥပ္ပလုံထေရီကအာယုံကာမဂုဏ်နောင်ဖွဲ့ခြင်းကိုခံသလားလွတ်အောင်ယုံသလားလွတ်အောင်ယုံသွားပါဗျာဒါသူဟောပါလားထူတာလို့လေသူလည်းသွေးနဲ့ကိုယ်သားနဲ့ကိုယ်မဟုတ်ဘူးလားမှန်ပါဗျာအဲ့တော့အရိယသူတော်ကောင်းဆိုတာဘာကိုပြောတာလဲအပြစ်ကိုအပြစ်လို့မြင်နေလောကလူတွေကအပြစ်ကိုချစ်ခင်ကြဟုတ်ပြီလားမှန်ပါဗျာအာယုံကာမဂုဏ်ဒီမိမိအတွက်နှောင်ဖွဲ့ခြင်းခံရတဲ့သဘောအာကုသိုလ်တရားတာတိုးပွားသေးတယ်ကုသိုလ်တရားမတိုးပွားဘူးလို့မသုံးသပ်ဖင်းနဲ့ဟောငါတော့ဘယ်ကောင်လေးနဲ့ညာလို့ရှိရင်တော့ဘယ်လိုနေရမှာပေါ့ဘယ်တတိသားနဲ့ညာလို့ရှိရင်တော့ငါဘယ်လိုဂုဏ်ရှိမှာပေါ့ဘယ်လိုဘွဲရထားနဲ့ဘယ်အရာရှိနေကြရင်ငါဘယ်လိုစံစားရမယ်မတွက်ဘူးလားတွက်ပါတယ်တွက်တယ်ဥပ္ပလုံထေရီအဲ့လိုတွက်လားမတွက်ပါဘူးဗျာဒါဖြင့်အတွက်ချင်းတူရဲ့လားမတူတော့ပါဘူးဗျာဥပ္ပလုံထေရီတွက်ကနှောင်ဖွဲဖို့လားလွတ်ဖို့လားလွတ်ဖို့ပါဗျာလောကလူတွေကဘယ်လိုတွက်လဲအနှောင်အဖွဲခံမှုအနှောင်ပွဲခံတဲ့ကတော့အနှောင်ပွဲချင်းခံတော့ထောင်ကြမသွားဘူးလားထောင်ကြပါဘူးအဲ့ဒါကြောင့်လို့ဘာလို့တာအိမ်ထောင်ကြသွားပြီလားဗျာရှင်းရှင်းလေးပဲမင်းသမီးရောအိမ်ထောင်ကြပြီလားဟုတ်လားအိမ်ကိုဘာလို့တာထောင်ပါဗျာအေးအဲ့ဒါပဲရှင်းရှင်းလေးထောင်ကြပြောင်ကြီးတော့ဘောလုံးကြီးကိုဘောလို့ထောင်ကြတာအိမ်ကိုထောင်လို့ပြီးအဲ့ထဲမှာကြာနေတာကိုဘာခေါ်လဲထောင်ကြပါဗျာဒင်းတို့အိမ်ထောင်ကြမှလည်းတို့ကသွားတော့နော်ကဲဘယ်နဲ့လုံးလဲရှင်းရှင်းကြီးပဲနော်အိမ်ကိုထောင်ဖြစ်လို့ပြီးတော့ထောင်ကြမခံလိုက်ဘူးလားခံရပါဥပ္ပလုံထေရီထောင်ကြခံလားမခံပါဘူးဗျာခံဘူးဩ
အရိယသူတော်ကောင်းဆိုတာတတ်တတ်ကြီးမဟုတ်ပါဘူးအိမ်ကိုထောင်ပြည့်နဲ့ပြုတ်ရမယ်ကာမဂုဏ်ကြီးတော်တောင်းယူမှာတန်ဟုတ်တဲ့နောင်ဖွဲ့ပြီးထောင်ထဲကမထွက်အောင်ပြုတ်မယ်ဒီပြုတ်မှုသူအပြစ်မြင်မသွားဘူးလားမြင်ပါပါဗျာအဲ့လိုဆိုရင်အပြစ်ကိုအပြစ်လို့မြင်ခြင်းသည်တမာဒိဋ္ဌိပါပဲဟုတ်ပြီလားမှန်ပါအပြစ်ကိုအပြစ်လို့မြင်တာပါခေါ်လေတမာဒိဋ္ဌိပါဗျာဒါဖြင့်ဒုဒကာဓမ္မတွေခုအိမ်ထောင်ကြနေတဲ့ပုဂ္ဂိုလ်တွေတနေ့အားတယ်မြန်ရှိသလားမအားပါဘူးဗျာအားမအားတော့ထိုင်နေရတာလားအလုပ်လုပ်နေရအလုပ်လုပ်တော့မပင်ပန်းဘူးလားပင်ပန်းပါဗျာပင်ပန်းတော့မဆင်းရဲဘူးလားဆင်းရဲပါဒါပေမဲ့ဆင်းရဲတယ်သိသလားမသိပါဘူးမသိဘူးငါမရှိလို့မဖြစ်ဘူးငါမွေးထားတဲ့မိကြီးတဲ့ကိုယ့်ကိုပုံမှန်နဲ့အပြစ်နေပြီကိုယ့်ကအမိတ်ပြန်မချဘူးလားချပါဘူးကိုယ့်ကအမိတ်ချပြီကိုယ့်ဘာကိုနာခံပြီကိုယ့်ဘာကိုထောင်းဝါတာလုပ်ပြီကိုယ့်ဘာကိုခိုင်းတော့ကိုယ့်ဘာကိုထောင်းရတာမယုံပါဘူးလားယုံပါပါဗျာအားတဲ့နေမြန်ရှိသလားမရှိပါဘူးမရှိဘူးဒါအောင်မှတ်သလားမမှတ်ပါဘူးမမှတ်ဘူးအဲ့ဒါလေးပဲကွာတယ်ဟောငါအခုလိုနေဘူးမချောင်းမိုးရမချောင်းဝေးမှမသိနီးမှမသိလေးမှမသိပေါ်မှမသိပူမှမသိအိမ်မှမသိအခုလိုတိုးတရားလုံနေရတာပြုနေရတာအဖြစ်ကာမဂျွန်ကာမကိုလိုက်ရောမိတဲ့အတွက်ကြောင့်နော်အယောအစားပေးတဲ့အပြစ်ကြီးငါခံနေရပါလားလို့ကာမဂုဏ်ရဲ့အပြစ်ကိုကြည့်ရတာအခုတော့ကာမဂုဏ်ရဲ့အပြစ်ကိုကြည့်ရလားမကြည့်ပါဘူးမင်းငါသမီးလေးကဘယ်လိုငါသားလေးကဘယ်လိုနဲ့တပြေးတော်နဲ့အရေးတကြီးလို့ဟုတ်ပြီလားအဲ့တော့သမီးလေးရွယ်ရောက်လိုက်လဲသမက်လေးကောင်းကောင်းလေးရရင်လည်းပြောလို့နော်သားလေးရွယ်ရောက်လိုက်လဲချွေးမလေးရရင်ကောင်းကောင်းလေးရရင်ပြောပြီးကျင်နာမနေဘူးလားကျင်နာနေပါတယ်အပြစ်မြင်သလားအပြစ်မမြင်ပါဘူးဗျာအဲ့တော့တရားဓမ္မတွေအပြစ်ကိုအပြစ်လို့မမြင်ချင်းဒီပင်နဲ့အကမ်းပါပဲအန္တပါဠပုရုဇဉ်ခေါ်တယ်ဟုတ်ပြီလားမှန်ပါပါအဲ့တော့ခုဒီမှာအိမ်တော်ကြတဲ့ပုဂ္ဂိုလ်တွေနေတိုင်းမအားရမနာတမ်းအလုတ်လုံနေရတာငြိမ်လေးနေလို့ကိုမရဘူးနော်ဟိုဘူးဒီဘူးဟိုเจ้าဒီအကြောင်းတစ်ခုခုနဲ့တော့နေ့စဉ်လှုပ်ရှားနေရတယ်တောကမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီမှာအိမ်နေရှောင်းမေးတောကမရှိတဲ့ဘုအိမ်လို့ရှိပါမရှိပါဘူးမရှိဘူးဟုတ်ပြီလားဦးဇင်းအခုရန်ကုန်မှာတရားစခန်းပြခဲ့တဲ့အိမ်ကတော်တော်ချမ်းသာတဲ့အိမ်ဦးစီးလို့လည်းငယ်ငယ်တုန်းကဆင်းရဲတာဟုတ်တောသားတွေကိုဆင်းရဲတောသားတွေဆိုတော့ဘာပဲပြောဆင်းရဲလို့တောရောက်နေမြို့ကိုကြောင်းသွားတက်ပြီးမြို့ထဲသွားတဲ့အခါကျတော့တိုက်ကြီးတွေကြီးပြီးတော့ဒီအိမ်တော့တော်တော်ချမ်းသာမှာပဲပေါ့တော်တော်ချမ်းသာတဲ့အိမ်တွေပဲပေါ့ငါလည်းကြီးလိုက်ရင်အဲ့လိုပညာတွေတောင်းပညာကြိုးစားပြီးချမ်းသာတဲ့တတိဖြစ်အောင်လုပ်မယ်ပေါ့ဒါပဲလုပ်အခုတော့မှတတိအိမ်တွေရောက်ကြည့်တော့မှဘယ်ချမ်းသာမလဲနော်တခါတည်းပြဿနာတွေကိုတက်နေကြတာဗျအပြင်ကကြည့်တော့ချမ်းသာတဲ့အိမ်ကြီးအထဲဝင်ကြီးတော့အဲ့ဒီတခါကြီးကပက်လက်ကြီးလာပြီးမလုံနိုင်တော့ဘူးမြန်မာနိုင်ငံမှာနော်ဆရာဝန်ကြီးကဘာမှာသူတို့ဖြစ်တဲ့ယောဂ2ယောက်ပဲရှိတယ်သူယောဂသူရှာဖွေတာဒါပေမဲ့သူကသူမကုနိုင်ဘူးဒါပေမဲ့အိမ်ပေါ်မှာဘာဖြစ်နေလဲလှုပ်နိုင်သေးရဲ့လားမလှုပ်နိုင်တော့ဘေးမြင်တော့ကြည့်တော့တော်တော်ချမ်းသာမယ်ထင်တာအထဲကြည့်တော့ဘာဖြစ်ပြီလဲသိရအဲ့တော့အဲ့ဒီတခါကြီးဟာသူဆောက်တဲ့အိမ်ကိုသူပိုင်သေးလားမပိုင်တော့ပါဘူးမပိုင်တော့သူဆင်မြန်းထားတဲ့အဆောင်ရောင်ဒီပေါ်မှာသူခံစားနိုင်ပြီလားမခံစားနိုင်တော့ပါဘူးဗျာအဲ့ဒါလည်းမသိဘူးဗျာနော်တရားဘယ်နှခါထိုင်ဘူးလဲဆိုတော့တစ်ခါမှမထိုင်ဘူးမှတ်ရောနော်အခုလာကန်ဒီ4-5ရက်ပဲရှိသေးတယ်ဘိုးစီဆေးုံသွားတယ်ဘုံကြီးတွေကအရှင်ပြတဲ့တပည့်တော်မိတ်ဆွေကဲပေးပါအောင်ဗျာဆိုတော့မိတ်ဆွေကတာဘာဖြစ်နေအသေးကြီးလို့ဆိုတော့အတဲအဲနဲ့ပြင်နေတခါတရားထိုင်ဘူးလားဆိုမထိုင်ဘူးကဲစဉ်းစားနေအဲ့တော့ဦးဇင်းကနောင်တရတယ်တရားရတယ်ဆိုတာဦးဇင်းတို့သိတဲ့အသိနဲ့ပြန်ကြည့်တဲ့အခါကျတော့နေ့စဉ်နဲ့အမျှဘဝရဲ့အပြစ်ခန္ဓာရဲ့အပြစ်အဲ့ဒီအပြစ်တွေပဲမြင်ပြီးတော့ကြည့်နေတော့ကြောက်အဲ့လိုကြောက်ခြင်းအပြင်ဘဝရဲ့အပြစ်ကိုကြောက်လာတယ်အဲ့ဒါကြောင့်နောင်ဒီဘဝမျိုးမဖြစ်ချင်တော့ဘူးဒါတော့မှလူဘဝပဲရှိသေးတယ်လူဘဝဟိုဘက်ဆိုပို့ဆိုးတယ်လေအဲ့ဒါကြောင့်မလို့တို့ဓမ္မတွေတရားရှာတယ်ဆိုတာဒီအကျင့်ကတက္ကနာကျန်တာဘာလို့ရမှာလဲဒီခန္ဓာရဲ့အစဉ်ရွေ့ရှားပြောင်းလဲဖောက်ပြန်နေတဲ့သဘောသိတတ်တဲ့အရွယ်ကနေယနေ့ချိန်ထိအစဉ်ပြောင်းလဲလာတာသူ့သဘောလို့သူ့သဘောသူဆောင်ပြီးတော့ပြောင်းပြီးတော့ပြောင်းလဲလာတဲ့သဏ္ဍာန်ပြောင်းလဲလာတယ်အဲ့လိုပြောင်းလဲလာတဲ့သဘောကိုခဏအောင်ပြုနေလို့ရှိရင်အဲ့ဒါဆိုရင်ဧကောဓမ္မဘိက္ခွေဘာဝိတာပုရိတာအဘိညာသမောရယနိဗ္ဗာန်သံတတိအဲ့ဒီတခုဤသောတရားမမြင်မှုပြောင်းလဲမှုထိုပြောင်းလဲမှုဒီငါလောက်တာမဟုတ်နော်အနတ္တသဘောအတ္တသဘောမဟုတ်ပါလားအဲ့ဒီလိုများအနတ္တလက္ခဏာကို၎င်းပြောင်းလဲဖောက်ပြန်နေတဲ့သဘောဒီငါပြုတာမဟုတ်ဘူးဆိုရင်အတ္တဒိဋ္ဌိပြုတ်ကြောင်းကို၎င်း
မမြဲဘူးဆိုတဲ့အနိစ္စဝိပဿနာကို၎င်းအနစ်မရှိလို့မခိုင်မာလို့ပြည့်စည်တယ်ဆိုတဲ့အနတ္တဝိပဿနာကို၎င်းတခုခုသောလမ်းကြောင်းကိုခဏခဏအမြဲတမ်းနှလုံးသွင်းနေမယ်ဆိုရင်ထိုပုဂ္ဂိုလ်ဒီဘာဖြစ်မလဲဘာဝနာရောက်မသွားဘူးလားရောက်သွားပြီအဲ့ဒီလောက်ပဲမြင်ပါသေးအောင်အဲ့ဒီလောက်ပဲကြည့်ကြပါအောင်အဲ့လောက်ပဲရှုကြပါအောင်အခုကတရားပြိုင်နေရိပ်သာပြိုင်နေဖြစ်ပြီးတော့ဆရာပြိုင်နေဖြစ်နော်အဲ့ဒီလိုဖြစ်လာတဲ့အခါကျတော့ဩတရားကလည်းတစ်မျိုးတရားကြည့်နေတဲ့ပုဂ္ဂိုလ်တွေကတစ်မျိုးဝါဒတရားတစ်မျိုးအမျိုးမျိုးဖြစ်ပြီးတော့နော်နောက်တစ်ခုကတရားကိုတရားတိုင်းပြဖို့ဟောဖို့ဆိုတာကဟောတရားကိုတရားတိုင်းပြမြန်တော့လေဒီတရားအကျမ်းနဲ့ကြားတယ်ဆိုပြီးအပြစ်ပြောခံမြန်ရောမြတ်စွာဘုရားဟောတဲ့တရားတွေကိုပြန်ပြီးသုံးသပ်လို့ရှိရင်လေအဲ့ဒါလွယ်နဲ့မရတဲ့တရားတွေကြီးပဲနေလားငါလားအသက်ကြီးအသေးသေးအေးခန်းနော်အယိုးကြည်အသာဆုပ်နောက်မဆုပ်တန်တရားကျင့်ရမယ်အဲ့ဒီလိုပဲရှေးကပုဂ္ဂိုလ်တွေကျင့်ကြံသွားပါလဲနဲ့အခုခေတ်ကြမှာတခါအင်းမင်းဌာနမကျင့်ရပါဘူးပေါ့လေးကျင့်ရပါတယ်ကြာမကျင့်ရပါဘူးသက်သာလုပ်ရမယ်ဆိုတာကြီးလွှမ်းမိုးနေတာဘယ်ကမှကြည့်လို့စိတ်ချမ်းသာစရာမရှိတော့လောကကြီးကိုကောင်းမလဲကျင်တော့ဘူးအဲ့တော့ကဲတင်မယ်ဆိုပြန်တော့လေကဲတဲ့လက်ကိုရိုက်ထုတ်ကြပြန်ပြီနော်ဓမ္မဆိုပြီးဓမ္မအတိုင်းရှိပါဆိုတော့လေဓမ္မကဓမ္မသစ်တွေဖြစ်လာတယ်။ဘာသစ်ဖြစ်လာတယ်။ကြည်နေတာကတရားအေးတာကတရားရက်နေတာကတရားချုပ်နေတာကတရားငြိမ်းတာကတရားဆိုဘာတွေငြိမ်းမှန်းလည်းမသိဘူး။အဲ့ဒီလိုဖြစ်လာတယ်။ဒါဖြင့်ပရမယုတ်တွေကိုမြင်ပြီးတော့မရှိပညာကိုအရှိထင်ရှားတဲ့စိတ်တွေကချုပ်ငြိမ်းသွားတဲ့သဘောကိုအဲ့ဒါကိုချုပ်တယ်ငြိမ်းတယ်အေးတယ်ကြည်တယ်လို့ခေါ်ပါလိမ့်နဲ့ပရမယုတ်နာကိုလည်းမမြင်မဲနဲ့အဲ့လိုချုပ်တယ်အေးတယ်ငြိမ်းတယ်ကြည်တယ်ဆိုတဲ့ထိုတရားတွေဒီအတုတွေကလွှမ်းမိုးသွားတယ်အဲ့ဒီအတုတွေကိုအစစ်ထင်ပြီးတော့လုပ်နေကြတဲ့အတွက်ကြောင့်သာသနာလည်းပြက်ပါရောလားခန္ဓာကလည်းပြက်သာသနာကလည်းပြက်ပြီးလောကကြီးအပြင်ဘယ်တော့မှကြည်ကျင်စရာရှုကျင်စရာနော်မကောင်းတော့ပါလားဘယ်လို့မှအဖတ်ဆိုင်လို့မရတော့ပါလားဘယ်လို့မှကယ်တင်လို့မရတော့ပါလားနော်ဘယ်လို့ပဲပြောကျွဲပါဆောင်တည်သလိုပြောလဲခဏပါလားလို့အဲ့ဒါကိုသွားသိဦးစင်းဒီမှာရိတ်တာကိုလာတဲ့ခါကျတော့အရင်တော့ကျင့်ခဲ့ဘူးတဲ့တပည့်ဟောင်းနေနဲ့တွေ့တဲ့ခါကျတော့အတရားကိုမေးကြည့်တဲ့ခါကျတော့တရားဘာမှမသိဖြစ်တယ်ကျင့်တော့ကျင့်ခဲ့တာပဲနာတော့နာခဲ့တာပဲပြီးလေပြီးတော့မရှိတော့ဒါပြင်ကောင်းပြီဒီရိတ်တာနေပြီးတော့အခြားဘယ်ရိတ်တာသွားအောင်မယ်ပေါ့ဒါပြင်အဲ့ရိတ်တာဘာသွားလုပ်မှလဲလို့မေးဟုတ်တယ်လေဦးဇင်းအဲ့လိုမေးတာဘာသွားလုပ်မှဆိုတရားသွားရှာမလို့လေဦးဇင်းကတော့နောင်တရတာပါနော်တရားဆိုတာခန္ဓာမှာလာပါလို့အမျိုးမျိုးထောက်ပြပြီးပြောနေတာဘာမှပရမအယုံနာနေမမြင်တော့မှခုနဦးဇင်းပြောသလိုဟာဒီခန္ဓာရဲ့ရှေ့ပုဂ္ဂိုလ်တွေလည်းမမြဲလို့ပြတ်တဲ့လောကကြီးငါလည်းသေစင်းနဲ့သူလည်းသေရမယ့်ပုဂ္ဂိုလ်ပါလားမြတ်စွာဘုရားကမရဏမေဘိသတိမရဏံမေငါမရဏံသေခြင်းသည်ဘိသတိဖြစ်လိမ့်မည်ငါသေရမှာငါသည်သေတဲ့ပုဂ္ဂိုလ်ငါသည်သေရမယ့်ပုဂ္ဂိုလ်ကြီးပါလားသေမိတ်ကြထားပါလားလို့ဒါခဏအပြည့်မြင်နေမယ်ရှုနေမယ်ဆိုရင်တဲ့မြတ်စွာဘုရားကနော်အဲ့ဒါတန်ត្រာမလွတ်မဲ့ပုဂ္ဂိုလ်လွတ်လာတော့မဲ့ပုဂ္ဂိုလ်တန်ត្រာမယုံထွက်တဲ့ပုဂ္ဂိုလ်တဲ့တန်ត្រာမယုံထွက်တဲ့ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်ခေါ်မလဲသောတာပန်ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်လဲတန်ត្រာလည်းနေတာကအန္တဘာလာပုရုဇဉ်တို့ပုဂ္ဂိုလ်တန်ត្រာမလွတ်အောင်ယုံထွက်လာတဲ့ပုဂ္ဂိုလ်ဒီသောတာပန်ပုဂ္ဂိုလ်အဲ့ဒါသုလသောတာပန်မူလသောတာပန်အရိယသာဝကအဲ့လိုအားဖြင့်အနုအယင်နာကွာခြားသွားတာအဲ့တော့တန်ត្រာမလွတ်ချင်လို့ရှိရင်ခက်တဲ့တရားဆိုတာရှိသလားမရှိဘူးမရဏမေဘိသတိမေငါမရဏသေးခြင်းနဲ့ဘိသတိဖြစ်လိမ့်မယ်မိမိသိရမယ်လို့သိရမယ်စိရင်ကြီးပါလားသိမဲ့ခန္ဓာကြီးပါလားအသက်ထွက်ရမှာပါလားဒါကြီးပုတ်ပွားပြီးပြည့်စည်ရမှာလားအဲ့ဒီသဘောကြီးကိုဒါခဏနော်စိရင်သွင်းနေမှာငါဒီသိခြင်းမှရှောင်လို့မရပါလားသိမိတ်ကြထားတဲ့ပုဂ္ဂိုလ်ပါလားသိရမှာအမှန်ပါလားလို့သိတဲ့အခါမှာဘာမှအကျွင်းကြံမရှိတော့ကပါလားမိမိသိတဲ့အခါမှာမိမိရှိတော့ထင်ထားတဲ့သားတွေသမီးတွေရွှေတွေမြေတွေလောကတွေဆိုတာသိတဲ့မှာသာမရှိသလားမရှိပါဘူးဗျာအဲ့လိုဆိုရင်ဒုဒကာမတွေမိမိကိုမိမိခဏအစမ်းသိလိုက်ပေါ့အစမ်းသိလိုက်ကြည့်တဲ့အခါပါအဲ့မြင်ရတဲ့ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့သုံးလုံးကြီးလဲနေတဲ့အခွန်ကျွတ်နေတဲ့သစ္စာလုံးကြီးနဲ့တူတဲ့အဲ့ဒီယုတ်တရားကြီးမှာမုန်းလို့ရှိသလားရှိသလားမရှိပါဘူးဗျာအဲ့ဒီခွန်ကြီးကချစ်တဲ့သူကအခြားသူတစ်ပါးကိုချစ်တာရှိသလားမရှိပါဘူးဗျာအဲ့ဒီခွန်ကြီးကငါမရှိရင်မဖြစ်ပါဘူးဆိုတာရှိသလားမရှိတော့ပါဘူးဗျာငါမှရွှေတွေမျိုးတွေဘယ်လောက်ရှိတယ်ရွှေတွေငွေတွေဘယ်လောက်ရှိတယ်ဆိုတာရှိသလားမရှိတော့ပါဘူးငါကဘယ်လိုဂုံကြီးတယ်ဂုံငယ်တယ်ဆိုတော့ရှိလားမရှိပါဘူးဗျာအဲ့လိုဆိုဒုရမတွေအဲ့ဒါလေးကခဏကြည့်တယ်မိမိတကယ်သိရမှာမသိရဘူးလားသိရမှာပါဗျာသိလိုက်စွမ်းပြီးတော့သိတော့ပါရှိသေးလေ
မရှိတော့ပါဘူးဗျာ ဟောအဲ့လိုဆိုဘာမှမပိုင်တဲ့အထုပ်ကြီးပါလားဘယ်သူမှလည်းဒီခန္ဓာကြီးကိုမပိုင်ဒီခန္ဓာကြီးကလည်းအခြားအောက်ပိုင်လို့ရတယ် ပိုင်လို့မရပါဘူးဗျာ သိတဲ့မသားမှာဘာပါရင်ပါရတယ်ဆိုတာရှိသေးလား မရှိပါဘူး ဒါပြင်မသားဘူးလည်းတန်ဟောစဉ်တွေ့လို့ရလား မရပါဘူး မရအဲ့လိုဆိုရင် तू မပိုင်ကိုမပိုင် तू မဆိုင်ကိုမဆိုင်ခဏတော့ခင်းကြတွေ့ကြတဲ့သဘောပဲဧည့်သည်တွေသဘောတွေပါလားတကယ်တမ်းကျတော့ဒီခန္ဓာကိုယ်ကြီးကပြက်ပြီးတော့ဖျက်ချတဲ့သဘော तू လုံးနေပါလားနော်သူ့ဘာသူဖျက်သူ့ဘာသူပြက်ပြီးသူ့ဘာသူမြေကြီးဩဇာဖြစ်သွားတော့ဘာမှမပါသွားပါလားလို့မပိုင်တဲ့သဘောမခိုင်းတဲ့သဘောဘာမှနော်ဒီလောကမရှိတဲ့သဘောကိုအောင်ပြီးလောကမရှိဘူးဆိုတော့ကောင်းပြီအခုယောဂီတို့ထိုင်တဲ့ပုဂ္ဂိုလ်တွေအတိတ်ကဘဝတခုမရှိခဲ့ဘူးလား ရှိခဲ့ပါဘူး အဲ့မှာအဖေတွေမိတွေသားတွေသမီးတွေရွှေတွေမျိုးတွေမရှိခဲ့ဘူးလား ရှိခဲ့ပါဘူးဗျာ အခုပြန်တရိရလား မရပါဘူးဗျာ မရဘူးဆိုတော့နှလုံးကိုသွင်းလို့မရတော့လား မှန်ပါဗျာ ဟောနှလုံးသွင်းလို့မရဘူးဆိုအတိတ်ကပစ္စည်းတွေရောနှလုံးသွင်းလို့ရလား မရပါဘူးဗျာ အတိတ်ကအပေါင်းအသင်းတွေရွှေတွေမျိုးတွေရောမရဘူး ပါဘူးဗျာ အခုဒီဘဝကိုလည်းဒီလိုတွက်လိုက်မယ်နောက်ဘဝရောက်သွားခဲ့ရင်အခုလက်ရှိဘဝကိုပြန်ပြီးနှလုံးသွင်းလို့ရတော့မလား မရပါဘူးဗျာ ဒီဘဝရွှေတွေမျိုးတွေလို့ပြန်ပြီးတောင်းစင်တွေ့လို့ရပါမလား ဗျာတော့เนี่ย ပစ္စည်းတွေရောပြန်ပိုင်လို့ရ မပိုင်တော့ပါဘူးဗျာ ဘာမှမပါသွားဘူးဘာမှအရာမထင်သွားဘူးဟုတ်ပြီလား မှန်ပါဗျာ ရေတဲ့အယုတ်ရေးသလိုလောကမှာရှားကြဖိုးကြစားကြတော့ကြတဲ့အခါရေတဲ့အယုတ်ရေးသလိုအယုတ်ပေါ်တော့မလိုနဲ့ပြီးတော့ပျောက်မသွားဘူးလား ပြောက်တော့ပါဗျာ ဩအဲ့ဒီလိုဘဝကိုခန္ဓာကိုအပြည့်မြင်ပြီးတော့အနစ်မရှိပါလားလို့အဲ့ဒီသဘောကိုဒါယောဂီတို့ခဏခဏနှလုံးသွင်းနေကြပါဟုတ်ပြီလား မှန်ပါဗျာ ခဏခဏမြတ်စွာဘုရားဘာဝိတာဝုလိတာဆိုတာဒါကိုပြောတာဘာဝိတာဆိုတာနှလုံးသွင်းမှုသုံးသပ်မှုတစ်ခုကိုသုံးသပ်စရာတစ်ခုကိုနှလုံးသွင်းစရာတစ်ခုကိုအနိစ္စဒုက္ခအနတ္တအားဖြင့်တစ်ခုခုကိုပွားမှုရှုမှုကိုမရမနာခဏခဏပွားပါလို့ပြောတာဒဇက်မိတ်ကကြတဲ့ရေကတပေါက်ပေါက်နဲ့ချက်မှန်မှန်ကြတော့အောက်ကကြောက်ခဲတွေအုတ်ခဲတွေတောင်ခြိုက်မသွားဘူးလား ใช่ပါပါဗျာ တို့လူသားပဲဟုတ်ပြီလားဉာဏ်ရှိတာပဲသေခြင်းသဘောမမြဲတဲ့သဘောမခိုင်းတဲ့သဘောမနော်အဲ့ဒီသဘောအနစ်မရှိတဲ့သဘောသေပြီးဟိုဘက်ဒီဘက်ဘာမှမရှိဘူးဆိုဒီဘက်ကိုလည်းကိုယ်ရှိမဆွဲထားတော့ပါလားနော်အဲ့ဒီခန္ဓာကိုယ်ကြီးကသူ့ဘာသူဖြစ်သူ့ဘာသူပြက်ပါလားလို့တခုခုသောတရားကိုများချက်မှန်မှန်နှလုံးသွင်းမဲ့ဆိုလို့ရှိရင်နက်နက်ရှိုင်ရှိုင်သိမသွားဘူးလား သိတော့ပါပါဗျာ အဲ့လိုနက်နက်ရှိုင်ရှိုင်သိသွားလို့ရှိရင်တွေ့အောင်မလား မတွေ့တော့ပါဘူး အဲ့ဒါခြိတိုင်ကပြတ်ပြီခြိတိုင်တော့ကြံနေခဲ့မယ်တန်ရောစင်တော့ပြတ်မသွားဘူးလား ပြတ်တော့ပါဘူး အေးအဲ့လိုခြံတန်းနဲ့ပြတ်လို့ရှိရင်အဲ့ဒီတိုင်မှလွတ်ပြီးတန္တရာမလေယာဘုံသုံးပါးသည်ခြိတိုင်နဲ့တူသည်ဘုံသုံးပါးကိုနောင်ဖွဲ့တတ်တဲ့သဘောတန်ရောစင်သည်ကျိုးနဲ့တူသည်အဲ့မှာပထမဆုံးဘုံဖြစ်တဲ့အဘေဒုက္ခတိဘုံဘာမှမသိအကန့်နာလဝိန်းလုံးတို့သည်အဘေလေးပါးဟာသူတို့ရဲ့အိယာပဲဟုတ်ပြီလား မှန်ပါဗျာ ခုနဥစဉ်ပွားများခိုင်းတာတစ်ခုခုကိုမှမပေါက်မြောက်ဘူးဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်သည်အန္တဘာလပုရုဇဉ်သို့မဟုတ်ပုရုဇဉ်ဖြစ်တဲ့အတွက်ကြောင့်အပယ်လေးပါးမှလွတ်ပါမလား မလို့ပါဘူး မလွတ်ဘူးအေးအဲ့ဒါကြောင့်မလို့အပယ်လေးပါးဘုံအပယ်လေးပါးခြိတိုင်အပယ်လေးပါးတန်ရောစဉ်ပြက်အောင်လို့ဒုဒ္ဒကာရမတွေခန္ဓာရဲ့အနိစ္စဒုက္ခအနတ္တအာသုဘတစ်ခုခုကိုတော့၎င်းသို့မဟုတ်မိမိနဲ့တကွမိမိအတိုင်းဝိုင်းတန်ရောစဉ်လောကကြီးကိုတည်သွားတဲ့ပုဂ္ဂိုလ်ကဲ့သို့ပမာထားပြီးတော့တွယ်စရာမရှိပါလားဆွဲစရာမရှိပါလားသိမ့်ကျုပ်ယူစရာမရပါလားလို့အဲ့ဒီလိုများတစ်ခုခုကိုနေတိုင်းခဏပွားနေမယ်ဆိုရင်ဒုဒ္ဒကာရမတွေဘာဖြစ်လာမလဲတဏှာနောင်ဖွဲ့မှုတန်ရောစဉ်နောင်ဖွဲ့မှုမှလွတ်မလာဘူးလား မလို့ပါဗျာ တကယ်ပွားကြည့်တာဦးသိပြောတယ်တကယ်ပွားကြည့်တာရက်မှန်မှန်ပွားလို့အုတ်ခဲပေါ်ရည်စက်ကြသလိုအရာထင်လာပြီဆိုလို့ရှိရင်ဘာနဲ့တူလဲလို့မေးဥမာကြက်တကောင်ကငှက်တကောင်ကအတိုက်ထဲကဥထဲမှာကြက်ကလေးတောင်ငှက်လေးတကောင်ပေါက်ပြီဆိုတော့အဲ့ဒီဥကုံကြီးကိုအမိပြုပြီးတော့ဒီသားကောင်လေးကဘဝရက်တီကိုအကောင်ဖြစ်မလာဘူးလား ဖြစ်လာပါဗျာ အဲ့ဒီအချိန်မှာအဲ့ဒီဥကုံဟာအဲ့ဒီအကောင်လေးအတွက်အားကိုးရအားထားရပဲအဲ့ဒီအားကိုးရအားထားရဖြစ်တဲ့ဥကုံထဲမှာနေနေအကောင်လေးရင်းကျက်လာတဲ့ခါကျတော့လှုပ်ရှားကျင်လာတော့ဥကုံဟာသူ့ကိုပြန်ချုပ်ထားတာနဲ့မတူဘူးလား တူပါတယ်ဗျာ အေးအဲ့ဒီလိုပဲခင်ဗျားတို့လောကဥမာဒီလိုပဲအာယုံကာမဂုဏ်မို့လောကသားတွေကပြုတ်ကြပြီတရားတက်နေပြီနေကြပြီနောက်ဆုံးအဲ့ဒီအာယုံကာမဂုဏ်ကိုပြန်မချုပ်တာဘူးလား ချုပ်ပါတယ်ဗျာ ချုပ်ပါတယ်အဲ့တော့ဒီခုနကတော့ဒီဒိဋ္ဌိဆိုတဲ့အယူမအမှန်မှာအတိမဟာဒီခန္ဓာဆိုတဲ့ဒီဥက္ကုံကြီးထဲမှာတဏှာပိဋကဆိုတဲ့ဥက္ကုံကြီးထဲမှာကိန်းနေတယ်အဲ့ဒီကနေပြီးတော့ရင့်ကျက်လာတော့အခုဖယားမန်တိတရားမန်တိသာသနာလောကမန်တိလာတဲ့အခါကျတော့မိမိတို့ရဲ့ဘဝဒီမိမိတို့အတွက်ဥက္ကုံကဲ့သို့အကျဉ်းကျပ်ကြီးဖြစ်မနေဘူးလား ဖြစ်နေပါတယ်ဗျာ လှုပ်ရှားလို့မရသွားလို့မရယုံလို့မရကံလို့မရထွက်လို့မရနောက်ပွဲချင်းခံရပြီး
ကိုချီတဲ့အကျိုးကိုယ့်ဘာကိုမဖြေနိုင်တော့ဘူးကိုသွားသူများလည်းကိုယ့်ကိုတုတ်တော့သူများကလည်းကိုယ့်ကိုမလွတ်ဘူးကိုကလည်းသူများတုတ်တာလည်းမဖြေနိုင်တော့ဘူးဆိုတော့အကျဉ်းကျက်လှုပ်လို့ရသေးလားမရတော့ဘူးအဲ့တော့မှခုနတော့ကာယ ानु ပဒနာသတိပဋ္ဌာန်တစ်ခုကိုနော်ပွားမယ်ဆိုရင်ခဏခဏကျင်မှမျောပွားတာဘာနဲ့တူလဲဆိုတော့ဒီဥက္ကုံနဲ့တူတဲ့ခန္ဓာဘောကလောကကြီးမှာရင့်ကျက်နေတဲ့အကောင်လေးကဥက္ကုံကိုဖောက်ထွက်သလိုနှုတ်သီးနဲ့တက်ရအောင်အဲ့ဒီအကောင်လေးကဖောက်မထွက်လာဘူးလားဖောက်ထွက်လာပါဘူးဖောက်ထွက်တာရန်သူလို့သိလာပြီးအကျဉ်းကျက်ဖြစ်လာပြီးဥက္ကုံဒီသူ့အတွက်အပြစ်ဖြစ်လာပြီးသူ့ကိုနှိမ့်ဆက်တဲ့သဘောလို့သူမြင်လာတော့ဒီကကလေးကဘာလို့လဲအတင်းဖောက်ပြီးရုန်းကန်မထွက်ဘူးလားထွက်ပါရဲ့ဗျာခင်ဗျားတို့လည်းကာယ ानु ပဒနာတခုဘဝရဲ့မမြင်မှုအနစ်မရှိမှုမခိုင်မာမှုသိသွားတဲ့ပုဂ္ဂိုလ်မှာဘာမှအကျွင်းကြံမပါသွားမှုအဲ့ဒီတစ်ခုခုကိုနော်နေလားကာလားပွားနေတဲ့ပုဂ္ဂိုလ်ဒီငှက်ကလေးဥက္ကုံမဖောက်ထွက်နေတာနဲ့တူတယ်ဟုတ်ပြီလားအကယ်၍အဲ့ဒီငှက်ကလေးကဥက္ကုံကိုမဖောက်ထွက်နိုင်ဘူးဆိုဘာဖြစ်မလဲသေရောပေါ့ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့တို့ဓမ္မတွေခဏခဏသေရတာဥက္ကုံကမဖောက်ထွက်နိုင်လို့ဟုတ်ပြီလားအမှန်မြင်တဲ့ဓမ္မကိုအမှန်မြင်တဲ့အတိုင်းမရှိဘဲနဲ့အမှန်မရှိတဲ့သဘောတွေကိုအရှိတင်ပြီးတော့တန်ရုံးစင်နဲ့နှောင်ပွဲတဲ့ကြောင့်ခဏခဏသေနေရပါတယ်ဘဝအကျဉ်းချတန်ရုံးခန္ဓာအကျဉ်းချအဲ့ဒီအကျဉ်းချတဲ့မှာသေမသွားဘူးလားသေသွားတယ်အဲ့လိုတယောက်ငှက်ကလေးလိုချက်ကောင်းကောင်းသူ့ရဲ့ဥကောင်နှုတ်သီးနဲ့တဲ့ရကိုချက်ကောင်းကောင်းဖောက်ပါများတော့ပေါက်ထွက်မသွားဘူးလားပေါက်ထွက်တော့အဲ့ငှက်ကလေးအတင်းကာယနဲ့အတင်းယုံကန်ထွက်လိုက်တာအသိထဲလဲရောက်တော့ငှက်ကလေးဘယ်လိုနေမလဲဝမ်းမြောက်ဝမ်းသာနဲ့လွတ်လပ်မသွားဘူးလားလွတ်လပ်သွားပါတခါတည်းလွတ်လပ်အသိထဲမှာရှောက်သွားအတောင်လေးတစ်ခါကနဲ့ဟိုလို့ဒီလို့ဟိုရမ်းဒီရန်သူလှုပ်ချင်တိုင်းလှုပ်တာအကျယ်ရမသွားဘူးလားအကျယ်ရပါဘူးဗျာအဲ့ဒီငှက်ကလေးကဥကုန်နဲ့ပြန်ဝင်ကျင်သေးလားဝင်ကျင်တော့ပါဘူးဗျာဗဒ္ဒကလျာဏီနဲ့နန္ဒသရောသားတို့ဘိက္ခုတွေဖြစ်သွားတော့နန်းတော်ကြီးသတိရသေးလားမရတော့ပါဘူးဗျာအဲ့ဒီလိုအပြည့်မြင်သွားလို့နန်းတော်ကြီးသတိမရဘူးပြောတာနန်းတော်ကဥက္ကုံနဲ့တူဝင်သွားဘူးလားအဲ့ဒီလိုအပြည့်မြင်သွားတော့လှဲ့ကိုမကြည့်တော့ဘူးစင်းကိုမစင်းစားတော့ဘူးဆိုတာအဲ့ဒီလိုအပြည့်မြင်သွားတာအဲ့ဒီကနေပြီးတော့ငှက်ကလေးစီအတိုက်ထဲမှာအတောင်လေးတစ်ပြန်နဲ့တလှုပ်လို့တရွရွလှုပ်ချင်တိုင်းလှုပ်တော့စိတ်ကလေးချမ်းသာနေတဲ့စိတ်ကလေးနဲ့တူတယ်ဟုတ်ပြီလားမှန်ပါကာယ ानु ပဒနာသတိပ္ပံတစ်ခုတစ်ချက်ကောင်းတစ်ခုတခုသောတရားကိုချက်မှန်နေ့စဉ်မြန်ပွားလာလို့မြန်အားကောင်းလာပြီဆိုရင်တခါတည်းခုနလိုစိတ်ကလေးကမိမိရဲ့စိတ်ကလေးမှာတဏှာမာနဒိဋ္ဌိအကျဉ်းစားနှောင်ပွဲမှုကလွတ်သွားလိုက်တယ်လွတ်လပ်ပြီးပေါ်ပါပြီးကြည်လင်ပြီးတော့အပြစ်ကင်းပြီးဝန်ကင်းတဲ့စိတ်ကလေးရလာလိမ့်မယ်ဘယ်တော့မှငါတန္တရာအကန့်ကြီးဘဝမနေရတော့ပါလားဆိုတဲ့အသိရသွားလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ပထမဆင့်အောင်ခြင်းအဲ့ဒီကနေမှအဲ့ဒီငက်ကလေးကအတိုက်တွေကနေပြီးတော့မိမိတို့ရှာစားတဲ့ရှာပေးတဲ့အစာကိုစားရင်နဲ့အတောင်တွေအခက်တွေနော်အမွှေးတွေတောင်ပန်တွေအားကောင်းလာတဲ့ခါကျတော့သူအတိုက်ကိုအပြည့်မြည်ပြန်တယ်အတိုက်ကလေးကဘာဖြစ်တယ်လဲကျင်းပါဗျာအတိုက်ကလေးကကျင်းတယ်သူ့အမေဖေတွေလာပြီးညီးထဲမှာအာဃာသာထဲမှာလွတ်လွတ်လပ်လပ်ပြန်ညီတိုင်းပြန်နေတာသူအားကြမလားဘူးလားအားကြပါပါအဲ့ဒီအချိန်မှာသူကဘာကိုပြည့်မြင်လဲအတိုက်နဲ့ကျေဝန်းမှုနဲ့အာဃာသဟင်းလင်းပြည်နဲ့ကျေဝန်းနဲ့ကြတော့နိုင်စားလို့ရပါတော့မလားမရပါဘူးအဲ့ဒါကြောင့်မလို့အတိုက်ကိုအပြည့်မြင်လာတော့ဒီအတိုက်ထဲမနေချင်တော့ဘူးဗျာဟုတ်ပြီလားမှန်ပါအဲ့တော့အတောင်လေးတစ်ဆန်းတန်နဲ့အတောင်လေးတစ်ခါခါနဲ့တော့အားလေးစမ်းစားပြီးသူ့ကိုယ်သူအတောင်လေးခါခါကြည့်တယ်အဲ့လိုနဲ့မိခင်ကြီးကသူ့ရဲ့သားလေးဟာအတောင်လေးအမွှေးတွေစုံတော့ပြီဆိုတော့ဘယ်လိုအစာကိုအတိုက်ထဲမကြွေးတော့ပဲခိုးကိုင်းကလမ်းကျွေးလိုက်ဒီကိုင်းကလမ်းကျွေးလိုက်နဲ့အဲ့လိုကြွေးတဲ့အခါဂိုင်းတစ်ကိုင်းလန်းခုံရင်းနဲ့အော်သူအားသူယုံကြည်လာတယ်အဲ့လိုယုံကြည်လာတဲ့အခါကျတော့နောက်ဆုံးဘာဖြစ်လာလဲအာဂတဟင်းလင်းပြည်ကြီးတွေကိုအရေးတိတ်ပြီးပြန်ပြီးတော့ထွက်သွားတဲ့အခါကျတော့အတောင်တစ်ဖက်နဲ့အတောင်ခတ်တော့သူပြန်ညာပြန်တော့လွတ်လပ်မသွားဘူးလားလွတ်လပ်သွားပါဗျာအဲ့ဒီငှက်ကအတိုက်ထဲပြန်ဝင်သေးလားမဝင်ပါဘူးဗျာသောတာပတ္တိမေသရာဂမိမေအနာဂမိမေသူရှေ့ကိုတိုးပြီးတော့ဒါတော့သွားတော့တဲ့အရဟတဖို့တိသောနိဗ္ဗာန်တိုင်အောင်ဟာလားလောကီအနောင်ဘွယ်ကာမအနောင်ဘွယ်ကဘဝအနောင်ဘွယ်ခန္ဓာအနောင်ဘွယ်အမျိုးမျိုးတို့မှနော်အရိယသူတော်ကောင်းပြီးနောက်မလဲအကြည်တန်ရှေ့ကိုတိုးပြီးတော့ဒါသွားတော့တယ်အခုကတို့ဓမ္မတွေတိုင်းကလည်းခိုင်ကျိုးကလည်းခိုင်နော်မိမိကလည်းမဖြုတ်ချင်တော့ဘဝတိုင်းတိုင်းနဲ့ကျိုးနဲ့အတုတ်ခံမနေရဘူးလားအတုတ်ခံနေရပါဘူးအတုတ်ခံနဲ့ခဏမသေးရဘူးလားခဏသိရပါဗျာအားမရသေးဘူးလားဒါလေးပဲမိလိုက်တော့ကိုဟုတ်ပြီလားမှန်ပါသူတော်ကောင်းတွေနောက်ကြောင်းပြန်လဲသေးလားမလှည့်တော့ပါဘူးဗျာရွှေနန်းရွှေချက်ကန်းကြီးတော့နန်းတော်ကြီးကိုပြစိမ့်အောင်စဉ်းစားမိသေးလားမစဉ်းစားတော့ပါဘူးဗျာဩငါတို့တဲစိုးအိမ်စုပ်ကလေးတိုက်ကလေးဒါလေးမဲ့နေတာရှက်ဖို့တော့မကောင်းဘူးလားရှက်ဖို့ကောင်းပါဘူးအဲ့ဒါကြောင့်မလို့အဲ့ဒီဟိရိဩဒပါတရားမှာလွတ်အောင်ခန္ဓာရဲ့အနိစ္စမမြင်ဘူးဒုက္ခနှိမ့်ဆက်နေမှု
နော်အနတ္တအနိမရှိဘူးအာသုဘမသာယာမှုအဲ့ဒီတစ်ခုကိုနေတိုင်းပွားပြီးတော့နော်တရားဓမ္မပေါင်းသူတော်ကောင်းတွေသည်ကာယ ानु ပဒနာသတိပံကိုပွားပြီးလျင်အာသင်္ကရတနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လွယ်မြတ်မောပြုလနိုင်ကြပါစေကုန်သတည်း